Okay အားလုံးပဲမင်္ဂလာပါကျွန်တော်လီကိုမောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပြောစရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အားလုံးလည်းသိပြီးကြပြီလို့လည်းထင်ပါတယ်သိတဲ့လူတွေလည်းရှိမှာမသိတဲ့လူတွေလည်းရှိမှာပေါ့နော်ဘာဖြစ်လို့လဲဆိုအခုရက်ပိုင်းမှာကျွန်တော်တို့ level infinite ကထုတ်တဲ့ကျွန်တော်တို့customer rate CTR ဆိုရင်တော့ပြင်လာမယ့်ဩဂလ20ရက်နေ့မှာထွက်တော့မှာပေါ့နော်အဲ့ကြတော့ပြောချင်တဲ့အဓိပ္ပာယ်က brother တို့ကအခုအဲ့မှာ pre register လုပ်ထားလို့ရှိရင်pre register လုပ်ထားလို့ရှိရင်ဗျာအဲ့မှာ reward တွေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ pre register လုပ်တဲ့အခါမှာကျွန်တော်မြန်မာအနေနဲ့လုပ်ပေးကြဖို့ကြံပေးခြင်းပါတယ်ဆိုတော့ကျွန်တော်ပြောမယ်ပေါ့နော်ကျွန်တော်အခုတက်နိုင်တဲ့လောက်ပါဝင်တာပေါ့နော်ကျွန်တော်စီမှာ subscriber အခု900ကျော်ရှိရတဲ့နေရာမှာအဲ့900လုံးလုံးဒါ register လုပ်ပြီးရင်တော့အားလုံးအဆင်ပြေတယ်ပေါ့နော်အားလုံးကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်တို့အခု register လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ Play Store ကနေသွားလုပ်လို့လည်းရတယ်ဒါပေမဲ့ Play Store ကနေလုပ်လို့ရှိရင်ဒါကျွန်တော်တို့ bell region ကနေဝင်သွားမလဲဆိုတော့ကျွန်တော်မသိဘူးဗျာအဲ့တော့ကျွန်တော်တို့ brother တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာအရင်ဆုံးပြောမယ်အခုလက်ရှိကျွန်တော်တို့ phone ကိုဖွင့်လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့အပေါ်ကဒီဘာပေါ့နော် menu bar ကိုဆွဲချလိုက်ရင်ဒီ location ကိုအရင်ဖွင့်နေတယ်ဗျအဲ့ဒါဖွင့်လို့ရှိရင်တော့ဒါကိုယ့်ရဲ့ location ကဘယ်နိုင်ငံမှာလဲဆိုတာပေါ်ရင်ဟုတ်မဟုတ်တော့မသိပါဘူးကျွန်တော်ကတော့အဲ့လိုဖွင့်ပြီးလုပ်ပါတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော် Google ထဲကိုဝင်ပါတယ် Google ထဲကိုဝင်ပြီးတဲ့နောက်မှာ customer rate CD ထဲကိုဝင်နေပေါ့နော် customer rate CD မှာကျွန်တော်ဒီမှာ .com ပေါ့နော် .com လို့ရှာလိုက်ပါပြောရင်ဒီမှာ website တွေကြာတယ်အဲ့ထဲမှာဒီမှာကြိုတင်စီးရင်သွေးချင်း customer rate CD ဆိုပါပါလိမ့်မယ်ကျွန်တော်အဲ့ထဲကိုဝင်ပါမယ်ဆိုတော့အဲ့ထဲကိုဝင်လို့ရှိရင်ဒါသူ့ရဲ့ website ကြီးတဲ့ကိုကျွန်တော်တို့ရောက်သွားမှာပါကျွန်တော် website ထဲကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ customer rate CD ရဲ့ website ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာတဲ့ရဲ့ creator ကိုရွေးချယ်ပါဆိုရင်ကျွန်တော်တို့အောက်မှာကိုဆွဲချလိုက်ပါအဲ့တော့ကျွန်တော်တို့အားလုံးရဲ့အချစ်တော်ကိုစမတ်ကိုတွေးရှိရပါလိမ့်မယ်နော်မြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒီမှာကိုစမတ်ကပါဝင်ထားတာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ကိုစမတ်ကိုပဲကျွန်တော်တို့vote ပေးကြပါတော့လက်ရှိမှာကျွန်တော်တို့ကိုစမတ်ကပြောရင် voting ၄ဘွဲရှိတဲ့နေရာမှာသူက၄ဘွဲလုံးမှာအနည်းဆုံးဖြစ်နေတယ်ဗျာအဲ့တော့အားလုံးပဲပေါင်းဝေးကူညီပေးကြပါဦးပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောအဲ့တော့ကျွန်တော်တို့အခုကဒီရောက်နေပြီဒီလိုမျိုးဝင်သွားပြီဆိုလို့ရှိရင်အောက်ကိုဆွဲလိုက်ပါတော့ဒီမှာကတော့ဒီမှာဘာသာမှာအင်္ဂလိပ်နဲ့မြန်မာနှစ်ခုခွဲလို့ရပြီနော်ကျွန်တော်တို့မြန်မာယူထားပါတယ်အဲ့တော့အောက်ကိုသွားမယ်အောက်ကိုသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာတင့်အတွက်စုနဲ့တင့်ရဲ့ champion ဆိုပြီးကျွန်တော်တို့ဒီမှာပေးထားတယ်ပေါ့နော်အဲ့မှာမြို့ရဲ့ထိတ်တန်း creator vote ဒါထားပါတော့ဒါကတော့သူကစိတ်ဝင်စားအောင်ရေးထားတာပါအဲ့ဒီမှာကျွန်တော်တို့ဒီကိုစမတ်ကိုနှိပ်ပြီးတော့ခါကျဒီအောက်ကရယူပါလေးကိုနှိပ်မယ်ပေါ့နော်ရယူပါလေးကိုနှိပ်ပြီးတဲ့ခါကျရင်သူကအဲ့မှာ brother တို့တောင်းပါလိမ့်မယ်email တွေဘာညာပေါ့ password တွေအဲ့ဒါကိုဖြည့်ပေးလိုက်ဗျာဖြည့်ပေးလိုက်လို့ရှိရင်သင်ကဒီမှာ register လုပ်ပြီးသားဖြစ်သွားပြီregister လုပ်ပြီးသွားပြီပေါ့ဗျာလုပ်ပြီးသွားပြီဆိုတော့ခါကျတော့ဒါကိုစမတ်ကိုကျွန်တော်တို့က vote ပေးလိုက်သလိုဖြစ်သွားပြီပေါ့ကိုစမတ်စီမှာလဲ 1.5 million ရှိတယ်ဆိုပေမဲ့လေအခုမှ3000ကျော်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကသူ့ရဲ့ fan တွေအနေနဲ့လည်းပါဝင်သင့်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ဘက်ကလည်းဒါတက်နိုင်သလောက်ကူညီတာပေါ့နော်ကိုယ့်ရဲ့မြန်မာနိုင်ငံအတွက်ဒါကိုစားပြုပေါ့နော်ကိုစမတ်ကိုကျွန်တော် vote ပေးကြဖို့ဒါကျွန်တော်လည်းတစ်ဖက်တစ်လမ်းကနေပါဝင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းလုပ်ထားတယ် pre register လုပ်ထားတယ်အဲ့တော့ brother ကျွန်တော်ရဲ့ fan တွေတော့ကျွန်တော်ရဲ့ fan 942မှာ1ယောက်လား2ယောက်လားမသိဘူးအဲ့ဒါအားလုံးပဲကျွန်တော်တို့အဆင်ပြေ register လေးလုပ်ပေးကြပါပေါ့နော်အဲ့ brother တို့ရဲ့တငယ်ချင်းတွေဒါမှမဟုတ် brother တို့နဲ့တည်တဲ့လူတွေကိုလည်းဒါ pre register လုပ်ပေးကြဖို့အကြံပေးခြင်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီထဲမှာကျွန်တော်တို့နှစ်ခွကြည့်တဲ့လူပေါ့ဥပမာကိုစမတ် fan တွေဒီဘက်ကိုပါမပါတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပါတယ်ဆိုလို့ရှိရင်လည်းထားပါကျွန်တော်တို့ပြောရင်လုပ်ပေးကြဖို့အကြံပေးခြင်းတယ်ပေါ့နော်အခုကျွန်တော်ရဲ့ channel ထဲမှာကြည့်တဲ့သူတွေမှာဆိုတချို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ Telegram မှာကျွန်တော်တို့ Telegram မှာကျွန်တော်တို့ဥပမာ UC Diamond ရောင်းတဲ့ channel ပိုင်ရှင်တွေရှိချင်းရှိမယ်ဗျာ group ပိုင်ရှင်တွေရှိချင်းရှိမယ်အဲ့ထဲမှာလည်းကျွန်တော်တို့တစ်ချက် pre register လုပ်ပေးဖို့အတွက်တောင်းဆိုခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့ဒါလေး brother တို့အဲ့ channel လေး group လေးတွေပိုင်ရှင်နေရှိရဆိုရင်အဲ့ထဲမှာ brother အားလုံးတစ်ချက်ပြန်ချပေးကြပါပေါ့နော်ကျွန်တော်ဒီ video link ကိုလည်းပြန် share ပေးလို့ရပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့အဲ့ဒါပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဘိုင်ဘိုင်ပါ